ဂျက်တယောက်ပိုက်ဆံသွားထုတ်တဲ့အခါမှာပုံမှန်မဟုတ်တဲ့ထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိသွားခဲ့ပါတယ်။သူ့ရဲ့ဘဏ်စာရင်းထဲမှာမထင်မှတ်ပဲပိုက်ဆံ9,500,000တောင်ပိုနေခဲ့တာပါ။ဂျက်ကတော့ဒါကိုလုံးဝမယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်။သူဟာပိုက်ဆံတွေကိုထပ်ပြီးထုတ်ယူဖို့ကြိုးစားလိုက်တဲ့အခါမှာတော့စက်ထဲကနေငွေသားတွေဟာမရက်မနားထွက်ကြလာပါတော့တယ်။ဘေးနားကလူတွေအားလုံးလည်းအံ့ဩတုန်လှုပ်သွားကြရပါတယ်။ဂျက်ကတော့လူတွေရဲ့အာယုံစိုက်မှုကိုမခံချင်တဲ့အတွက်အဲ့ဒီငွေသားတွေကိုသူ့ရဲ့အိတ်ထဲကိုအတင်းကျပ်ထိုးထည့်ပြီးအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ခွာခဲ့ပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါမှာတော့အိမ်ငှားကောင်းဆောင်ကသူ့စီကိုအပြေးလွှာရောက်လာခဲ့ပါတယ်။အဲ့ဒီနေ့မွန်းလွဲပိုင်းမှာဂျက်အတွက်လေးလံတဲ့ပါဆယ်ထုတ်တွေအများကြီးရောက်ရှိနေကြောင်းပြောဆိုပြီးသူ့ကိုအမြန်ဆုံးနှင်ထုတ်ချင်နေခဲ့တာပါ။ဂျက်ကတော့အိမ်ငှားကတွေကိုလပေါင်းများစွာစာကြိုတင်ပြီးပေးချေလိုက်ပါတယ်။ဒါပေမဲ့ဂျက်ကမီးခလုတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့စွန့်ဖသွားခဲ့ရပါတယ်။အခန်းတစ်ခုလုံးမှာတစ်တာတွေဟာတောင်ပုံရာပုံလိုမျိုးပြည့်နှက်နေခဲ့တာပါ။သူဟာတစ်တာတစ်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူလုံးဝမသိနားမလည်တဲ့ထူးဆန်းတဲ့ပစ္စည်းတွေနဲ့အတူအမိုနီယမ်နိုက်ထရိတ်အမြောက်များနဲ့နီးပညာမြင့်လက်နက်စမ်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့နာမည်နဲ့ပြုလုပ်ထားတဲ့နိုင်ငံကူးလက်မှတ်အမြောက်များထည့်ထားတဲ့စာအိတ်တစ်အိတ်ကိုထပ်မံတွေ့ရှိခဲ့ပါတယ်။ဂျက်ဟာလုံးဝကြောင်တောင်တောင်ဖြစ်ပြီးနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဖုန်းဟာရုတ်တရက်မြည်လာခဲ့ပါတယ်။သူဟာစိုးရိမ်ထိတ်လန့်စွာနဲ့ဖုန်းကိုကင်လိုက်ပါတယ်။ဖုန်းလိုင်းတစ်ဖက်ကအတန်ကတော့ရဲတပ်ဖွဲ့ဝင်တွေဟာ10မိနစ်အတွင်းမှာရောက်ရှိလာတော့မှာဖြစ်လို့အခက်အခဲတွေကနေရှောင်ရှားခြင်းရင်အခုချက်ချင်းအခန်းကနေထွက်ခွာပြီးအနည်းဆုံးယထာဘူတာယုံစီသွားရောက်ကနောက်ထပ်ညွှန်ကြားချက်တွေကိုစောင့်ဆိုင်ဖို့ပြောဆိုလိုက်ပါတယ်။ဂျက်ကပတင်းပေါက်ကနေအပြင်ကိုအမြန်ဆုံးလမ်းကြည့်လိုက်ပေမဲ့လည်းထူးဆန်းတဲ့အရာတစ်ခုမှမမြင်ရပါဘူး။ဖုန်းရဲကလူကတော့အခန်းထဲမှာတက်တေထောက်ထားတွေပြည့်ရှိနေပြီးအကယ်၍ရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံရရင်သူဟာအကြမ်းဖက်သမားတစ်ယောက်ဖြစ်ဆွဆွဲခြင်းခံရလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။ဂျက်ကဘသူလဲဆိုပြီးမေးမြန်းခဲ့ပေမဲ့အဖြေမရခင်မှာပဲဘုံတစ်လုံးဟာအခန်းထဲကိုလွင့်စင်လာခဲ့ပြီးရဲတပ်ဖွဲ့ဝင်တွေကပတင်းပေါက်ကိုရိုက်ခွဲကအတင်းဝင်ရောက်လာခဲ့ကြပါတယ်။ဂျက်ကထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လည်းတကားဝကိုတော့ပိတ်ဆို့ဝိုင်းရံထားပြီးသားဖြစ်နေခဲ့ပါပြီ။ရဲတွေကသူ့ကိုအမြန်ဆုံးဖမ်းဆီးလိုက်ပြီးစစ်ဆေးမေးမြန်းခန်းထဲကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။ဂျက်ကတော့မိမိမှာဘာအပြစ်မှမရှိကြောင်းနဲ့အခန်းထဲကပစ္စည်းတွေဘယ်ကနေရောက်လာမှန်းလုံးဝမသိကြောင်းမရက်မနာပြောဆိုနေခဲ့ပါတယ်။ဒါပေမဲ့ရဲတွေကတော့သူ့ကိုတကယ်ရဲ့အပြစ်ရှိတယ်လို့မထင်ကြပါဘူး။သူတို့ကဂျက်ရဲ့နောက်ခံအကြောင်းအရာတွေကိုစုံစမ်းစစ်ဆေးပြီးသားဖြစ်လို့သူဟာမတရားစင်ကွက်ထဲရောက်နေတာလို့ယုံကြည်နေကြတာပါ။သူတို့ကဒါဟာသူ့ရဲ့ညီဖြစ်သူနဲ့ဆက်ဆက်မှုရှိနိုင်တယ်လို့ထင်မြင်နေကြပါတယ်။ဂျက်ကတော့သူတို့ညီကိုနှစ်ယောက်စကားမပြောဖြစ်တာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်းနဲ့ညီဖြစ်သူကိုလွန်ခဲ့တဲ့ရက်ကမှတကြိုခဲ့ရတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။သူစီကနေအချက်လက်အနှဲငယ်သာရရှိတဲ့အတွက်ရဲတပ်ဖွဲ့ဝင်တွေကစိတ်ပြတ်သွားခဲ့ကြပြီးဂျက်ကိုတယောက်တည်းထားခဲ့ကစဉ်းစားခိုင်းထားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စစ်ဆေးမေးမြန်းခန်းထဲကိုတရားရေးဝန်ကြီးဌာနစီကနေစာတစောင်ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီစာထဲမှာတော့ဂျက်ကိုဖုန်းတစ်ကြိမ်ခေါ်ဆိုခွင့်ပြုတယ်လို့ရေးသားထားတာပါ။အရေးကြီးတဲ့အရာရှိတယောက်ကအချက်လက်အသစ်တွေပေးပို့လိုက်ပုံရပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာဘာဖြစ်လာမလဲဆိုတာကိုတော့ဘယ်သူမှမျှော်လင့်မထားခဲ့ကြပါဘူး။အဲ့ဒီဘယ်ကမှမသိတဲ့အတန်ဟာဖုန်းရဲကနေထပ်မံထွက်ပေါ်လာခဲ့ပါတော့တယ်